Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Peter ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုကျွန်တော်ဒီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုကျွန်တော်ဒီနေ့ video မှာကျတော့ဟိုတစ်ခေါက်ကျွန်တော်တို့ Spider-Man episode ကိုကျွန်တော်စောခဲ့တယ်ပေါ့နော် day 1ကနေကျွန်တော် day 9စောခဲ့တဲ့ဟာလေးကိုကျွန်တော်ဒီနေ့မှာတော့ episode 2အနေနဲ့ကျွန်တော် day 10ကနေ day 22အထိကျွန်တော်စောတော့မှာဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော် video လေးကိုစ video လေးမစခင်မှာတော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနေပြီးဖို့အတွက်ကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျာဆိုကျွန်တော်တို့လေကြောင်းမရှိဘဲနဲ့ကျွန်တော်ဗီဒီယိုလေးကိုစားလိုက်ကြအောင်ခင်ဗျာဆိုကျွန်တော်တို့ဟိုအရင်တစ်ပတ်ကျွန်တော်တို့ episode တုန်းကဆိုလို့ရှိရင်ကျွန်တော်အိမ်လဲဆောက်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော် iron ဖူးအမှားလည်းရခဲ့တယ်ပြီးလို့ရှိရင်ဒီဘက်ကကျွန်တော်လဲခွက်ကိုလည်းကျွန်တော်ထုံနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ episode မှာတော့ကျွန်တော် diamond ဖူးအမှားကိုကျွန်တော်ရအောင် try တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် mine twin လုပ်ဖို့အတွက်ကျွန်တော် mine twin ကြီးကိုကျွန်တော်စပြီးလို့ရှိရင်ကျွန်တော်တူးပါမယ်ခင်ဗျာကျွန်တော်တို့ mine twin တူးရတာနည်းနည်းကြာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် mine twin တူးတဲ့နေရာအချို့နေရာလေးကိုတော့ကျွန်တော်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်လှုပ်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော်တို့ mine twin တူးတဲ့အခါကျလို့ရှိရင်လိုအပ်မဲ့ဟာလေးကိုလည်းကျွန်တော်စားပြီးလို့ရှိရင်ကျွန်တော်ပြင်ဆင်နေရပေါ့နော်ဆိုတော့ကျွန်တော်မီးတုပ်လေးလှုပ်တယ်လှုပ်ပြီးလို့ရှိရင်တော့ကျွန်တော် mine twin လေးကိုကျွန်တော်ပြန်သွားခဲ့တယ်ပေါ့နော်ပြန်သွားပြီးလို့ရှိရင်ကျွန်တော် mine ကိုဆက်ပြီးလို့ရှိရင်ကျွန်တော်တူးနေရဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ကျွန်တော် diamond တွေရှာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်တစ်ပတ်ကလိုမျိုး wine level ကျွန်တော်နည်းနည်းလေးတူးလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် wine level တွဲအထိကိုကျွန်တော်သွားရမှာဖြစ်ပါတယ်ဆိုကျွန်တော် mine တူးနေရင်လည်းကျွန်တော်ရဲ့ packet လေးရာဆိုလို့ရှိရင်နောက်ဆုံးမှာတော့ကျွန်တော်ကျိုးသွားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အသက်လှုပ်ဖို့အတွက်လည်းကျွန်တော်အပေါ်ပြန်မတက်ချင်တာနဲ့ကျွန်တော်မှရှိတဲ့ stone packet လေးနဲ့ပဲကျွန်တော်စစ်ပြီးလို့ရှိရင်ကျွန်တော် mine ကိုစစ်ပြီးလို့ရှိရင်ကျွန်တော်တူးနေလိုက်ပါတယ်ခင်ဗျာဆိုကျွန်တော်အခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ machine ကတော့ကျွန်တော် diamond အပူအမှာလုပ်ဖို့အတွက်ကျွန်တော် diamond တွေကျွန်တော်အများကြီးတူးစရာမလိုပါဘူးကျွန်တော် diamond တစ်လုံးလောက်တွေ့ရတယ်ကျွန်တော်အဲ diamond တွေကိုကျွန်တော်နောက်ခါကြလို့ရှိရင်ကျွန်တော်ပွားတဲ့စစ်ကြီးလုပ်ပြီးလို့ရှိရင်ကျွန်တော် diamond တွေကိုပွားပြီးလို့ရှိရင်ကျွန်တော်လုပ်မှာပေါ့နော်ဆိုတော့အားလုံးပဲအဲ့ဒီစစ်ကြီးကိုတွေ့ကျင်တယ်ဆိုလို့ရှိရင်တော့ video လေးကိုဆုံးအောင်ကြည့်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဆုံးမှာတော့ကျွန်တော်ရဲ့ stone picker လေးလည်းကျွန်တော်ကျိုးသွားတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အပေါ်ကိုကျွန်တော်မတက်မဖြစ်ကိုကျွန်တော်တက်ရပါတော့မယ်ဆိုတော့ကျွန်တော်အပေါ်တက်ပြီးလို့ရှိရင်ကျွန်တော်တို့လိုအပ်မယ်ထင်တယ်ကျွန်တော် picker လေးတွေလည်းကျွန်တော်လုပ်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်အစားအသောက်တွေလည်းကျွန်တော်စားပြီးလို့ရှိရင်ကျွန်တော်ပြင်ဆင်ပြီးလို့ရှိရင်အကုန်လုံးကိုကျွန်တော်ပြင်ပြီးလို့ရှိရင်ပါကျွန်တော်mine twin ကိုကျွန်တော်ပြန်သွားပြီးလို့ရှိရင်ကျွန်တော် mine တူးမယ်ပေါ့နော်ဆိုကျွန်တော်တို့စားဖို့တောက်ဖို့အတွက်ကတော့ကျွန်တော်ဘေးမှာရှိတယ်ကျွန်တော်ခံဖိုင်းရတဲ့မှာကျွန်တော်တို့အသားလေးခင်းခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ site ခင်းထဲမှာရှိနေတဲ့နာနာဘဝတွေကိုလည်းကျွန်တော်နှိမ့်နှင်းခဲ့ပါတယ်ကျွန်တော်တို့ခုနရလာတဲ့နာနာဘဝတွေရဲ့အယိုးတွေနဲ့ကျွန်တော်ဘုံမီးတွေလှုပ်လိုက်တယ်ပေါ့နော်လှုပ်ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ site ခင်းလေးကိုကျွန်တော်တိုးချဲဖို့အတွက်ကျွန်တော်ဘုံလေးတွေကျွေးပါတယ်ဆိုကျွန်တော်အဲ့လိုမျိုးဘုံတွေကျွေးနေနေပေါ့နော်အဲ့ဒီဘေးနားမှာကျွန်တော် trader ကြီးနဲ့တွေ့ရဗျကျွန်တော်သူ့ရှိရမှာဘာတွေရမလဲဆိုပြီးလို့ရှိရင်ကျွန်တော်သွားကြည့်ရတယ်ပေါ့နော်ကျွန်တော်သဘောကျတဲ့ပစ္စည်းလေးတခုတော့တွေ့ခဲ့တယ်ဗျအဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်မှာ water packet တွေနဲ့လည်းကျွန်တော် umbrella တွေ try လုပ်ရတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဆေးပလင်းနဲ့ကျွန်တော်ရေပလင်းပေါ့နော်ရေဘူးနဲ့ကျွန်တော် try ရမှာဖြစ်တဲ့ကြောင့်ကျွန်တော်သဲတွေသွားတူတယ်သွားတူပြီးလို့ရှိရင်ကျွန်တော်ရေဘူးလုပ်ပြီးလို့ရှိရင်ကျွန်တော်မြောင်းစုပ်ထဲကရေတွေကိုသူ့ကိုခတ်ပြီးလို့ရှိရင်ကျွန်တော်သွားတိုက်မှာဖြစ်ပါတယ်သူကအဲ့လိုမျိုးပေါ့နော်ခီးဝေးလာတာဆိုတော့သူရေစားနေမှာပေါ့ရေစားတဲ့အတွက်ကြောင့်မလို့ကျွန်တော်သူ့ကိုစေတနာနဲ့ကျွန်တော်ရေဘူးလေးကျွန်တော်ရောင်းပေးပါတယ်ဆိုတော့ကျွန်တော်သူ့ရှိရတဲ့ umbrella နဲ့ကျွန်တော်အရန်ကိုလိုချင်နေပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီတစ်ပင်လေးပေါ့နော်အဲ့တစ်ပင်လေးကိုကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စိုက်ဖို့နေရာရှားရပြကျွန်တော်စိုက်ဖို့နေရာမတွေ့ရတဲ့ကျွန်တော်အောက်ကမြစ်တွေကိုကျွန်တော်ရှင်းလိုက်တယ်ရှင်းပြီးလို့ရှိရင်တော့ကျွန်တော်အဲ့နေရာမှာကျွန်တော်တို့အဲ့အပင်လေးကိုကျွန်တော်စိုက်ခဲ့တယ်ပေါ့နော်စိုက်ပြီးလို့ရှိရင်တော့ကျွန်တော်ခုနကဘုံပြီးကျွေးထားတဲ့ဟိုလားအပင်လေးတွေပေါ့နော်ကျွန်တော်စပားတွေရိတ်တယ်ရိတ်ပြီးလို့ရှိရင်ကျွန်တော်စီးတွေကိုကျွန်တော်သူ့နေရာနဲ့သူကျွန်တော်ပြန်စိုက်ပေးတယ်ပေါ့နော်ကျွန်တော်စိုက်ခင်းကြီးကိုကျွန်တော်တိုးချဲ့ရပါမယ်ဆိုတော့အားလုံးလုပ်ပြီးပြီဆိုတော့ကျွန်တော် mine twin နဲ့ကိုကျွန်တော်ပြန်သွားပြီးလို့ရှိရင်ကျွန်တော်တို့ mine ကိုစစ်ပြီးလို့ရှိရင်တူးပါမယ်ကျွန်တော်ရဲ့ machine ကကျွန်တော် diamond ရဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် diamond မရရအောင်ရှာပါတယ်ဆိုကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော် wine level 25လောက်မှာတော့ကျွန်တော်တို့ goal တွေတွေ့တယ်ပေါ့နော်ဆိုကျွန်တော်ရဲ့ပထမဆုံး goal လေးတွေကိုကျွန်တော်တူးပြီးပါတယ်ဆို
ကျွန်တော်တို့ဂိုးတွေတူးပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးလို့ရှိရင် mining လုပ်ဖို့ပဲလုပ်သေးရဗျာကျွန်တော်တို့လမ်းမှာထပ်ပြီးလို့ရှိရင်ကျွန်တော်အာယုံနေနဲ့ကျွန်တော်ဆက်တွေ့ရပေါ့နော်အားနဲ့ကျွန်တော်လည်းအာယုံတွေကိုအားရပါရကျွန်တော်တူးပြီးလို့ရှိရင်အောက်ကိုကျွန်တော် mine တွင်းကိုဒီရက်မကနေတဲ့နဲ့အောင်ကျွန်တော်တူးလိုက်ပါတယ်finally ကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော် wine level တွဲအထိတော့ကျွန်တော်ရောက်သွားပြီကျွန်တော် diamond ရမရသိရဖို့အတွက်ကျွန်တော်ဘေးတွေကိုလိုက်ပြီးလို့ရှိရင်ဖောက်ပြီးလို့ရှိရင်ကျွန်တော်မြန်မာ creator တို့တူးသူလိုမျိုးပဲကျွန်တော်လိုက်ပြီးလို့ရှိရင်တူးကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီ average မှာအလုံးမလုံးတော့မသိဘူးဒါပေမဲ့ကျွန်တော်လိုက်ရှာကြည့်ပါတယ် so ကျွန်တော်တူးတာပဲနဲလို့လားမသိဘူးပေါ့နော်ကျွန်တော် wine level တွဲမှာတော့ကျွန်တော်ရှားလို့မတွေ့ဘူးဆိုတော့ကျွန်တော် wine level 2လောက်မှာကျွန်တော်ဆက်ပြီးလို့ရှိရင်ကျွန်တော်ရှားကြည့်ပါတယ်ဆိုကျွန်တော်အတန်တစ်ခုကြားရတယ်ကျွန်တော်ဟိုလားဇွန်ဘီတန်ပေါ့နော်ကျွန်တော်ဇွန်ဘီတန်ကြားရတယ်ကျွန်တော်ဘေးတွေကိုကျွန်တော်လိုက်ဖောက်ကြည့်ရဗျအဲ့မှာပဲကျွန်တော်ထင်ထားတဲ့အတိုင်းနဲ့ကျွန်တော်ကွတ်တီဖြစ်သွားရပေါ့နော်ဆိုတော့ကျွန်တော်ဇွန်ဘီတန်နေကျွန်တော်ကြားရတယ်ကျွန်တော်တူးကြည့်လိုက်တဲ့အချိန်မှာဘာတွေ့လဲဆိုတော့ကျွန်တော်ဂူပေါက်ကြီးတစ်ခုကျွန်တော်တွေ့သွားပါတယ်ဆိုကျွန်တော်အဲ့ဂူပေါက်ကနေကျွန်တော်အောက်ကိုကတော့ကျွန်တော်အမြင့်ပေါ့နော်အောက်မှာလည်းကျွန်တော်ဇွန်ဘီတွေရောခရီပါတွေရောဆိုတော့ကျွန်တော်ဘလို့ဆင်းရမလဲဆိုတော့ကျွန်တော်တွေးနေရဗျနောက်ဆုံးတော့ကျွန်တော် idea လေးတစ်ခုရသွားဗျကျွန်တော်မှရှိတယ်ကျွန်တော်စန့်တင်နဲ့ကျွန်တော်အောက်ကိုအဲ့လိုမျိုးတစင်းချင်းစီဆင်းသွားမယ်ပေါ့နော်ဆိုကျွန်တော်လုပ်တဲ့နည်းလေးကို brother တို့အနေနဲ့လိုက်ကြည့်လိုက်ပါဦးခင်ဗျာဆိုတော့ကျွန်တော်တဲတွေကိုဒီတိုင်းလေးပဲချပြီးလို့ရှိရင်ကျွန်တော်ဖြည်းဖြည်းနဲ့မှန်မှန်လေးအောက်ကိုကျွန်တော်ဆင်းသွားတော့ပြီးလို့ရှိရင်တော့ SOP တွေအကုန်လုံးကိုတက်ပြီးလို့ရှိရင်ကျွန်တော် mine တွေအကုန်လုံးတူးမှာဖြစ်ပါတယ်ဆိုကျွန်တော်တို့ဇွန်ဘီတွေရတော့ကျွန်တော်အများကြီးပဲဗျကျွန်တော်တော်တော်လေးကိုကျွန်တော်ကြိုးကြိုးစားစားနဲ့ကျွန်တော်သူတို့အကုန်လုံးကိုကေးနိုင်ခဲ့တယ်ပေါ့နော်ဆိုကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်ဇွန်ဘီတွေရောစကယ်လက်တန်တွေရောအကုန်လုံးကိုတက်ပြီးလို့ရှိရင်ကျွန်တော်မိုင်းရဲမှာရှိတဲ့အာယွန်တွေကိုကျွန်တော်အကုန်လုံးမားခဲ့ပါတယ်ခင်ဗျာဆိုကျွန်တော်မိုင်းတွင်းထဲမှာကျွန်တော်ဒီစကလက်တန်တွေရောနောက်ကဇွန်ဘီတွေရောကျွန်တော်တိုက်လိုက်တာပေါ့နော်ကျွန်တော်ရဲ့ရှီပြုတ်သွားတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အပေါ်ပြန်တက်ပြီးလို့ရှိရင်ကျွန်တော်တို့ရှီးသွားလို့တယ်ပေါ့နော်ရှီးသွားလို့မိုင်းတွင်းထဲပြန်ဆင်းပြီးကျွန်တော်ခိုးတွေရှီးသမျှဟာတွေကျွန်တော်အကုန်မားခဲ့တယ်ပေါ့နော်ကျွန်တော်ခိုးတွေတူးတယ်လို့ရှိရင်နောက်ဆုံးမှာကျွန်တော် finally ကျွန်တော်ရှာနေတဲ့ကျွန်တော် diamond ကိုကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်တွေးသွားခဲ့ပြီပေါ့နော်ဆိုကျွန်တော်အဲ့ diamond လေးကိုကျွန်တော်တူးခဲ့တယ်တူးပြီးလို့ရှိရင်တော့ကျွန်တော်ဘာတွေရှိအောင်မလဲဆိုပြီးလို့ရှိရင်ကျွန်တော်နည်းနည်းပါးပါးကျွန်တော်မိုင်းတွင်းထဲမှာလိုက်ရှာရပါတော့အဲ့ဒီအချိန်မှာကျွန်တော်ဝါတန်လို့ခေါ်မလားအကောင်ကြီးရဲ့ကျွန်တော်စပွန်နာတွေရှိတဲ့နေရာကျွန်တော်ရောက်သွားခဲ့တယ်အဲ့မှာကျွန်တော်အာယုံနေလဲကျွန်တော်အများကြီးရခဲ့တယ်ဆိုဝါတန်ကကျွန်တော်ဘာလို့မပေါ်လာလဲဆိုတော့ကျွန်တော် popularly မူကိုကျွန်တော်ထည့်ပြီးလို့ရှိရင်ကျွန်တော်စော့နေလို့ပဲဖြစ်ပါတယ်ဆိုကျွန်တော်ဘာလို့ popularly မူထားရလဲဆိုတော့ကျွန်တော် mine တူးပြီဆိုလို့ရှိရင်ကျွန်တော် creeper တွေနဲ့ mod တွေနဲ့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အာယုံနေနောက်လို့ကျွန်တော်အဲ့ဒါထားလိုက်တာပေါ့နော်နောက်ဆုံးတော့ကျွန်တော်စဉ်းစားရတယ်ကျွန်တော် nether portal လုပ်ဖို့အတွက်ကျွန်တော်လာပါရှာရမယ်ပေါ့နော်ဆိုကျွန်တော်အရှိရမှာမီးလင်းအောင်တွေ့ရတယ်ကျွန်တော်လာပါလေးတွားရှာတာတကယ်ပဲကျွန်တော်ထင်တဲ့အတိုင်းပဲလာပါဖြစ်နေရပေါ့နော်ဆိုတော့ကျွန်တော်အဲ့လာပါတွေအကုန်လုံးကိုကျွန်တော်တို့ခတ်ပြီးလို့ရှိရင်ကျွန်တော်အပေါ်ပြန်တက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မှရှိတဲ့အာယုံတွေအကုန်လုံးကိုကျိုးပြီးလို့ရှိရင်ကျွန်တော်water bucket တွေလုပ်ပြီးလို့ရှိရင်ကျွန်တော် lava bucket တွေလုပ်လိုက်တယ်ပေါ့နော်ယူလိုက်တယ်ပေါ့နော်လာပါတွေခတ်လိုက်တယ်ဆိုတော့ကျွန်တော်မှရှိတဲ့လာပါတွေကလည်းအကုန်လုံးခတ်လို့ပြီးသွားပြီဆိုတော့ကျွန်တော်အကုန်လုံး credit table တွေအကုန်ပြန်ဖြစ်တယ်ဖြစ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ကိုကျွန်တော်ပြန်တက်မှာဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော်အပေါ်ပြန်ရောက်တဲ့အချိန်မှာတော့တော်တော်လေးကိုကျွန်တော်ညမောင်းနေပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အပေါ်ရောက်ချင်းမဲ့ကျွန်တော်အိမ်ပေါ်တက်ကိုတက်ပြီးလို့ရှိရင်ကျွန်တော်တန်းအိတ်လိုက်ပါတယ်ခင်ဗျာဆိုကျွန်တော်ဘာလို့နဲ့ကျွန်တော်ဆော့လာလိုက်တယ်ကျွန်တော်14ရက်မြောက်နေ့ရောက်သွားပြီပေါ့နော်ကျွန်တော်14ရက်မြောက်နေ့မှာတော့ကျွန်တော်ဟိုနေ့ရလာတယ်ကျွန်တော်လာပါတွေနဲ့ကျွန်တော် water bucket တွေနဲ့ကျွန်တော်အကုန်လုံးပေါင်းပြီးလို့ရှိရင်တော့ကျွန်တော် nether portal လေးတစ်ခုကိုကျွန်တော်စောင့်သွားဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော် nether portal လဲဆောက်လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ပေးနာမှာရှိနေတယ်မလိုအပ်တဲ့ဟာတွေကိုကျွန်တော်ဖြစ်တယ်ကျွန်တော်ဖြစ်ပြီးလို့ရှိရင်တော့ကျွန်တော် nether ကိုကျွန်တော်တို့သွားဖို့အတွက်ကျွန်တော် nether ကိုကျွန်တော်တို့ဖွင့်လိုက်တယ်ပေါ့နော်ဆိုကျွန်တော်ရဲ့ magic ကလေးကိုယူပြီးလို့ရှိရင်တော့ကျွန်တော် nether လေးကိုကျွန်တော်စဖွင့်ပြီးလို့ရှိရင်ကျွန်တော် nether ရဲ့သွားဖို့အတွက်ကျွန်တော်အစီအစဉ်ဆွဲရပါတော့တယ်ခင်ဗျာ
အဲ့ဒါနဲ့ကျွန်တော်လည်းကျွန်တော်မှရှိတဲ့တမိုးကြီးပစ္စည်းတွေအကုန်လုံးကိုကျွန်တော်ရဲ့ chest လေးတွေကိုတင်ထားပြီးလို့ရှိရင်ကျွန်တော်နေသားတွေကိုတွားကြပါမယ်ခင်ဗျာဆိုကျွန်တော်နေသားတွေကိုရောက်ပြီပေါ့နော်နေသားတွေရောက်တဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးရောက်လဲဆိုတော့ကျွန်တော်အပိတ်ကြီးရောက်လာပါတယ်ခင်ဗျာကျွန်တော်နေသားတွေကိုကျွန်တော်အပိတ်ကြီးရောက်လာပါတယ်ဆိုတော့ကျွန်တော်လည်း Ho2 D2 နဲ့ပေါ့နော်ဒီမှာလာပါးတွေလည်းရှိရဲဆိုတော့ကျွန်တော်လည်းဖြည်းဖြည်းချင်းစီတွားမှာပေါ့နော်ဆိုကျွန်တော်ရောက်လာတဲ့နေရာအပိတ်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Ho2 D2 နဲ့တူးချရတာကျွန်တော်နောက်ဆုံးတော့ကျွန်တော်အပွင့်နေရောက်သွားပြီပေါ့နော်အပိတ်နဲ့အပွင့်နေတယ်ကျွန်တော်ပြောတဲ့ဟာတွေအကုန်လုံးရှုပ်နေရတယ်ဗျာဆိုတော့ပြောမှဆိုမှရှိလို့ရှင်လည်းတာကြီးတို့အကုန်လုံးတောင်းပါတယ်ဆိုတော့ကျွန်တော်အပေါ်ကနေကြည့်လိုက်လို့ရှင်တော့အောက်ကမှာအမြင့်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နေသားထဲမှာကျွန်တော် water bucket လည်းကျွန်တော်ခုံးလို့မရဘူးဗျာဆိုတော့ကျွန်တော်ဘယ်လောက်ထိတောင်မှကျွန်တော်စွန်းစားအောင်တွေးလဲဆိုတော့ကျွန်တော် water bucket ခုံမှာမဟုတ်ပါဘူးကျွန်တော် lava bucket ခုံမှာပါဆိုတော့ကျွန်တော် lava တွေအကုန်ယူတယ်ယူပြီးလို့ရှိရင်တော့ကျွန်တော်အပေါ်ကနေခုံမှာဖြစ်ပါတယ်ဆိုတော့1 2 3ကျွန်တော်စခုံပါခင်ဗျာကျွန်တော်ကန်းကောင်းနေပဲပြောရမလားဗျာကျွန်တော် lava bucket ခုံတာကျွန်တော်နောက်ဆုံးတော့ကျွန်တော်အောင်မြင်သွားတာပေါ့နော်ဆိုတော့ဒါပေမဲ့မီးအောင်နည်းနည်းတော့ကျွန်တော်လောင်းတာပေါ့ဆိုတော့ကျွန်တော်အပေါ်ဟာကိုကျွန်တော်တို့မှတ်မိဖို့အတွက်ကျွန်တော်တို့တိုင်းလေးတိုင်းကျွန်တော်တို့ထောင်းသွားဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တိုင်းထောင်းပြီးလို့ချင်းတော့ကျွန်တော်လိုအပ်တဲ့ဒီဘယ်လိုခေါ်မလို့ကျွန်တော်လုတ်တဲ့ဟာလေးဗျာကျွန်တော်အဖြူရောင်ဟာလေးပေါ့နော်ကျွန်တော်ပုံလေးပြထားပါတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်လိုက်ရှာမှာဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော်နောက်ဆုံးမှာကျွန်တော်လိုချင်နေတဲ့အဲ့အဖြူအောင်ဟာလေးနဲ့ဘေးနားမှာလည်းကျွန်တော်9နက်ကတ်တွေကျွန်တော်အများကြီးရခဲ့ပါတယ်ဆိုကျွန်တော်ဒီမှာလည်းကျွန်တော်9နက်ကတ်တွေပေါ့နော်နက်ကတ်လို့ခေါ်လာတော့မသိဘူးဗျကျွန်တော်တိတ်တော့မခေါ်တတ်ဘူးဗျဆိုအဲ့ဒါတွေကျွန်တော်အကုန်လုံးကိုကျွန်တော်တူးလိုက်ပါတယ်တူးပြီးလို့ရှိရင်တော့ဘေးနားမှာကျွန်တော်တို့pickling scan ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်သူတို့ scan နဲ့ဝင်ပြီးလို့ရှိရင်သူတို့ရှိမှရှိတဲ့ကိုးတွေနဲ့ကျွန်တော် chest ကပစ္စည်းတွေအကုန်လုံးကျွန်တော်မားလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်မားလာခဲ့ပါတယ်အကုန်လုံးကိုကျွန်တော်ဆိုသူတို့ရှိမှာတော့ကျွန်တော်ဂိုးတွေကတော့တည့်ရတိုင်းပဲဗျာအများကြီးဆိုတော့ကျွန်တော်ရဲ့အဲ့ဒီပစ္စည်းပွားတဲ့စီကြီးလုပ်ပြီးလို့ရှိရင်တော့ကျွန်တော်အကုန်လုံးပွားမှာပေါ့နော်ဆိုတော့ကျွန်တော် chest ထဲမှာကြီးလိုက်လို့ရှိရင်တော့ကျွန်တော်diamond armor တွေပေါ့နော်ကျွန်တော် diamond armor တွေကျွန်တော်တွေ့ရတယ်ကျွန်တော် diamond armor တွေယူခဲ့တယ်ပြီးလို့ရှိရင် arrow တွေလည်းကျွန်တော်ယူခဲ့ပါတယ်ဆိုကျွန်တော်အကုန်လုံးကိုကျွန်တော်မားခဲ့တာပေါ့နော်ကျွန်တော် pickling scan ကနေရှိတဲ့ဟာတွေအကုန်လုံးကျွန်တော်မားခဲ့ပါတယ်ခင်ဗျာဆိုကျွန်တော်နောက်ထပ် chat တစ်ခုတွေ့ရတယ်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဘုံ block တွေကျွန်တော်တို့တွေ့ပါတယ်ဆိုတော့ကျွန်တော်ဘုံ block တွေလည်းကျွန်တော်နောက်ခါကျလို့ရှိရင်ကျွန်တော် site ပြုတ်ခင်းမှာကျွန်တော်လိုမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အကုန်လုံးယူခဲ့ပါတယ်ဆိုကျွန်တော်အပေါ်ပြန်တက်မယ်ပေါ့နော်အပေါ်ပြန်တက်ပြီးလို့ရှိရင်ကျွန်တော်နေသားပေါ်တယ်ရှားပြီးလို့ရှိရင်ကျွန်တော်ပြန်မယ်ပေါ့နော်ဆိုကျွန်တော်နေသားပေါ်တယ်ရှားပြီးကျွန်တော်ပြန်မယ်လုံးနေတော့မသိကျွန်တော်ဟိုဘက်မှာအယိုးစုကြီးပေါ့နော်အဲအယိုးစုကြီးလည်းကျွန်တော်တူးသွားရမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်နောက်ခါကြားလို့ရှိရင်ကျွန်တော်စိုက်ခင်းနေပါလို့လို့ရှိရင်အဲ့အယိုးတွေနဲ့ပဲကျွန်တော်ဘုံနေပါလို့ပြီးလို့ရှိရင်ကျွန်တော်တို့စိုက်ခင်းတွေတိုးချဲ့မှာပေါ့နော်အဲ့နေရာမှာပဲကြည့်လိုက်အောင်ဗျာကျွန်တော်ဟုန်ဘလောက်ထိတောင်ထောက်နေပြီလေဆိုလို့ရှိရင်လေတော်တော်ကိုဆိုးဆိုးဗျာအခြေအနေကကျွန်တော်ဆော့တာလည်းတော်ကြာနေပြီဆိုတော့ပူလာပြီပေါ့နော်ဖုံးကတော်ပူပြီးလို့ရှိရင်ကျွန်တော်ထောက်နေပါပြီဆိုတော့ကျွန်တော်ဘုံတွေအကုန်ယူပြီးလို့ရှိရင်ကျွန်တော်overwall တွေကိုကျွန်တော်ပြန်သွားဖို့အတွက်ကျွန်တော်စီစဉ်ပါတယ်ဆိုတော့ကျွန်တော်အခုဆိုလို့ရှိရင်တော့ overwall တွေသွားဖို့အတွက်ကျွန်တော်စတင်နေပါပြီပေါ့နော်ဆိုဘေးနားကျွန်တော်ငကတ်တွေရတော့ကျွန်တော်က10တက်20တက်လောက်ကျွန်တော်ရသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မြူတော့ပေါ့နော်ဆိုကျွန်တော် finally နောက်ဆုံးမှာတော့ကျွန်တော် overwall တွေကိုကျွန်တော်ရောက်ရှိလာပြီပဲဖြစ်ပါတယ်ဆိုကျွန်တော် overwall တွေရောက်တာနဲ့ကျွန်တော်ဘာမှမလုပ်ပါဘူးကျွန်တော်ရဲ့စစ်ကြီးပေါ့နော်ကျွန်တော်ရဲ့စစ်ကြီးကိုပဲကျွန်တော်အကောင့်ထဲပို့ပြီးလို့ရှိရင်ကျွန်တော်စားလုပ်ပါမယ်ဆိုကျွန်တော်တို့ day 42 day 70 d ကျွန်တော်အဲ့ဒီစစ်ကြီးကိုပဲကျွန်တော်စောင့်နေရပါဖြစ်ပါတယ်ဆိုလိုအပ်တဲ့ကျွန်တော်ပစ္စည်းတွေ crash မယ် crash ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့မှာစစ်ကိုကျွန်တော်ဆက်ဆောင်မယ်ပေါ့နော်ဆိုဒါတော့ဝယ်လိုက်ကြည့်လိုက်တော့ဗျာ SCG ကဘယ်လိုစောင့်အောင်မလဲဆိုပေါ့နော်တီးရလူတွေကတော့တီးပြီးနေလောက်ပါပြီဒီစစ်ကြီးကအကြောင်းကိုပေါ့နော်ကျွန်တော်ဒီစစ်ကြီးကကြတော့အကုန်ပွားလို့ရဗျာကျွန်တော်မှာကိုယ်မှာရှိတဲ့ပစ္စည်းတွေကျွန်တော်အကုန်လုံးကိုပွားလို့ရပါတော့ဆိုကျွန်တော်လေချောင်းမရှိတော့ဘူးဗျာစစ်ကြီးစောက်ပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးအလုပ်လုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြမယ်ပေါ့နော်ဆိုကျွန်တော်စစ်စောက်တဲ့ဟာလေးကိုလိုက်ကြည့်လိုက်အောင်ဗျာဆိုကျွန်တော်အခုဒီကျွန်တော်စစ်စောက်တဲ့ဟာမှာကျွန်တော်တော်တော်လေးကိုကျွန်တော်တက်လဲတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော် tutorial လည်းကျွန်တော်မကြည့်ရသေးဘူး
ပြီးလို့ရှိရင်ကျွန်တော်အခုဆော့နေတဲ့ဟာတွေဟိုရင်ခါတော့ကကျွန်တော်လုတ်ခဲ့ဘူးတဲ့Minecraft version နဲ့ကမတူပါကြနည်းနည်းလေးအခက်တွေ့တယ်ပေါ့နော်ဆိုကျွန်တော် tutorial လေးကျွန်တော်သွားကြည့်တယ်သွားကြည့်ပြီးလို့ရှိရင်ကျွန်တော်ပြန်လုပ်ရတယ်ပြီးလို့ရှိရင်ကျွန်တော် survival ဆော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့စစ်ဆောင်နေတော့မှလည်းနောက်တော့မှကျွန်တော်လုပ်ပြီးလို့ရှိရင်လာပြီးလို့ကျွန်တော်အနောက်ရှစ်တွေပေးတယ်ပေါ့နော်ဟိုကောင်တွေဒီကောင်တွေပေါ့နော်ကျွန်တော် Minecraft ထဲကရှိသမျှနာဘာဝတွေမော့တွေပေါ့နော်အဲ့ဒါတွေလာပြီးလို့ရှိရင်ကျွန်တော်အနောက်ရှစ်တွေလာပြီးပါတယ်ခင်ဗျာဆိုကျွန်တော်နောက်ဆုံးဆက်လေးကျွန်တော်တို့စောက်ပြီးသွားတဲ့အချိန်မှာပဲကျွန်တော်ဘယ်လောက်ထိအောင်မှကျွန်တော်ကန်ဆိုးလဲဆိုတားရွယ်ဝယ်ကြည့်လိုက်တော့ဗျာကျွန်တော်စစ်ဆောက်ပြီးတော့ကျွန်တော် diamond တွေကျွန်တော်ပွားနေတယ်ကျွန်တော်နောက်ကမှအဲ့ဒီလုံးဝจิตတည်မရှိတဲ့အစိမ်းရောင်ကောင်ဗျာကျွန်တော်ရှိကိုလာပြီးလို့ရှိရင်ဖောက်သွားတာပေါ့နော်ကျွန်တော်အဲ့ဒါနဲ့စိတ်ပြက်လက်ပြက်နေပဲကျွန်တော်day 70ကနေကျွန်တော် day 80ကိုပြောင်းဖို့အတွက်ကျွန်တော်တို့အိတ်လိုက်ပါတယ်ခင်ဗျာဆိုတော်တော်လေးကိုကျွန်တော်စိတ်ပြက်သွားတာပေါ့နော်အဲ့အချိန်ဆိုတော့ကျွန်တော် day 80တော့ကျွန်တော်ရောက်လာပြီဆိုတော့တော်တော်ကိုစိတ်ပြည့်စရာကောင်းတယ်မနေ့ခင်းလို့ပဲပြောရပါတော့အဲ့ဒါနဲ့ကျွန်တော်လည်းဟိုနေ့ကအပေါက်တွေဖားတယ်ဖားပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြန်ပြီးလို့ရှိရင်စလိုက်တယ်ပေါ့နော်ဒီစစ်ကြီးကိုကျွန်တော်ပြန်ဆောက်ရပါတယ်ခင်ဗျာဆိုကျွန်တော်တို့ကစစ်ကြီးလဲကျွန်တော်တို့ကဆောက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့မှာရှိတယ် diamond လေးနဲ့ကျွန်တော်ဖြည်းဖြည်းချင်းနဲ့ကျွန်တော်ပွားလိုက်တာနောက်ဆုံးမှာတော့ဟာအနောက်ရှစ်တွေကကျွန်တော်ထပ်ပြီးတော့ဝင်နေတာပေါ့နော်ဆိုကျွန်တော် diamond တွေကျွန်တော်စစ်ပြီးလို့ရှိရင်ကျွန်တော်ပွားနေပါတယ်နောက်ဆုံးမှာတော့ကျွန်တော် diamond တွေကျွန်တော်အများကြီးကျွန်တော်ရခဲ့တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးတွေဖြစ်သွားမလဲဆိုတာကိုတားယူပဲလိုက်ကြည့်လိုက်တော့ဗျာကျွန်တော် diamond တွေကိုကျွန်တော်ထပ်ပြီးလို့ရှိရင်ကျွန်တော်ပွားရတယ်ပေါ့နော် diamond တွေနဲ့ကျွန်တော်ပွားပြီးလို့ရှိရင်နောက်ဆုံးတော့ကျွန်တော် diamond armor တွေဘာတွေကျွန်တော်လုပ်မယ်ပေါ့နော်ဆိုတော့တော့ဆိုတော့ကျွန်တော်ပွားနေတယ်စစ်ကြီးအောင်တစ်ချက်အဲတက်တယ်ပေါ့နော်ဆိုတော့တားယူပဲလိုက်ကြည့်ရတော့ဗျာကျွန်တော်ဘယ်လိုမျိုးတွေကျွန်တော်လုပ်ခဲ့လဲဆိုတော့ပေါ့နော်ကျွန်တော်တထေးဖြစ်အောင်ပေါ့ကျွန်တော်ချမ်းသာသွားအောင်ကျွန်တော်ဘယ်လိုမျိုးတွေကျွန်တော် Minecraft ထဲမှာလုပ်ခဲ့လဲဆိုတော့ကျွန်တော်အမှားတွေကျွန်တော် diamond post တက်ပြီးပေါ့နော်ကျွန်တော်ဆိုအဲ post တွေကိုလည်းကျွန်တော်ကတိတ်ပြီးလို့ရှိရင်ကျင်းနေတာမဟုတ်ဘူးပေါ့နော်အမှား diamond armor တွေလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော် block တွေစစ်လုပ်တယ်ပေါ့နော်ဆိုကျွန်တော် diamond armor လည်းကျွန်တော်ရသွားပြီကျွန်တော်လိုအပ်တဲ့ pickaxe တွေaxe တွေပြီးလို့ရှိရင်ကျွန်တော်ဓာတ်တွေလည်းကျွန်တော်လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဓာတ်တွေကျွန်တော် ace တွေလုပ်ပြီးလို့ရှိရင်ကျွန်တော်အလားဆင်ဖို့အတွက်ကျွန်တော်ဘယ်လိုခေါ်မလဲကိုယ့်အနေကိုတထေးဖြစ်ပြီးအကြောင်းကျွန်တော်ကြီးညာဖို့အတွက်ပေါ့နော်အဲ့ဒီ diamond block တွေနဲ့ပဲကျွန်တော်စပြီးလို့ရှိရင်ဘေးနားမှာစောက်လိုက်တယ်ပေါ့နော်ကျွန်တော်ဒီတိုင်းပဲကျွန်တော် bro တို့ caption မှာတွေ့တဲ့အတိုင်းပဲပေါ့နော်အဲ့ဒီဓာတ်မျိုးလုပ်ဖို့အတွက်ကျွန်တော်စစောက်လိုက်တယ်ပေါ့နော်ဆိုကျွန်တော်တို့နောက်ဆုံးတော့အချိန်တွင်းမှာဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ diamond armor ကြီးอ่ะဆိုဟာကွာလာပြန်ပြီကွာဒီနောက်ရှစ်လေးရတယ်ဆိုတာအေးစစ်ကိုကျွန်တော်တို့မနေရတာပေါ့နော်ဆိုကျွန်တော်ပြန်လုပ်မယ်ပြန်စမယ်ကျွန်တော်နောက်ဆုံးပါဆိုရင်ကျွန်တော်တို့ရဲ့ diamond armor ကြီးကိုကျွန်တော်နောက်ဆုံးပါဆိုရင်1 9 gate ပဲဖြစ်ပါတယ်ကျွန်တော် day 90မှာကျွန်တော် diamond full armor နဲ့ diamond တစ်ထေးဖြစ်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီတိုင်းကြတော့ကျွန်တော်တိတ်မမိုင်းဘူးပေါ့နော်ကျွန်တော်7ရဲ့ skin ကြီးနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ skin လေးကိုကျွန်တော်သွားပြောင်းလိုက်ပါအောင်ပါခင်ဗျာဆိုကျွန်တော်အခုဆိုလို့ရှိရင်တော့ကျွန်တော် skin ပြောင်းပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဟိုလေးကိုစားလိုက်ကြအောင်ဗျာကျွန်တော်ဒီမှာပါကျွန်တော် skin လေးနဲ့ဆိုအရင်လာတယ်မလားပြောလို့မှမဆုံးသေးဘူးဗျာအနောက်ရှစ်တွေကကျွန်တော်တန်းပြီးတော့ဝင်လာတာဗျာကျွန်တော် creeper ကြီးကိုကျွန်တော်မတွေးလိုက်ဘူးဘရိုတို့ရဲ့ဆိုကျွန်တော်အဲ့ဓာတွေနဲ့ကျွန်တော်ပြန်ပြီးလို့ရှိရင်ကျွန်တော်ဖားလိုက်ရပါတော့ကျွန်တော် diamond block ကျွန်တော်3 block လောက်ကတော့ပါသွားပြီပေါ့နော် creeper ပေါက်တဲ့နေရာမှာဒါမှရပါသေးတယ်ကျွန်တော်ထပ်ပြီးလို့ရှိရင်ကျွန်တော်ကပွားမယ်ကောင်ဆိုတော့လေ diamond တွေကိုစစ်ပြီးလို့ရှိရင်ဆိုတော့ကျွန်တော်ရဲ့ skin လေးနဲ့ကျွန်တော်ရဲ့ diamond ဖူပါမှာလေးနဲ့ဆိုလို့ရှိရင်တော့အရင်လိုက်တဲ့ဟာလေးဖြစ်သွားပြီပေါ့နော်ဆိုကျွန်တော်ဒီ diamond တွေကျွန်တော်အကုန်လုံးကိုကျွန်တော်ပြန်ဖြစ်ပါတယ်ဖြစ်တာကျွန်တော်တခြားကြောင့်ဖြစ်တာမဟုတ်ဘူးဗျာဘာလို့ဆိုတော့ကျွန်တော်လောဘသမားဆိုတော့ဗျာအဲ့ဒီရှိနေတဲ့ diamond တွေအကုန်လုံးကိုကျွန်တော်ခုနကစစ်ကြီးနဲ့ကျွန်တော်ထပ်ပြီးလို့ရှိရင်ကျွန်တော်ပွားမှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ကိုနှောက်ရှက်နေတဲ့ zombie တွေရော creeper တွေရောဘယ်ရလာလဲဆိုတော့ကျွန်တော်ဒီ mine နဲ့ရတယ်လာဗျကျွန်တော်နေတာဟိုနေတာပေါ်တဲ့ဆောက်တော့ကကျွန်တော်ရေတွေရလေအဲ့ထက်ဝင်သွားပြီလို့ရှိရင်ကျွန်တော်ဟိုဖြစ်ပြီးလို့ရှိရင်မိတိုင်တွေပြစ်သွားတယ်အဲ့လိုဖြစ်သွားပါတော့ဆိုတော့ဒီနေ့ဆိုလို့ရှိရင်တော့ကျွန်တော် day 20ပေါ့နော် day 20လဲကျွန်တော်ရဲ့လောဘအတိုင်းပဲကျွန်တော်ထပ်ပြီးလို့ရှိရင်ကျွန်တော် diamond တွေကိုကျွန်တော်ထပ်ပြီးလို့ရှိရင်ပွားနေပါတယ်ဆိုကျွန်တော်ဖြည်းဖြည်းနဲ့ကျွန်တော်ပွားရတာလက်လုံသွားတာပေါ့နော်ကျွန်တော် diamond post-it ပေါ့နော် diamond block oh bro diamond block post-it so အဲ့ပမာဏဒီတိုင်း spider မှာရှာမယ်ဆိုနည်းနည်းတော့မဟုတ်ဘူးပေါ့ဆိုကျွန်တော် diamond block
post တစ်ထိအောင်မှကျွန်တော်ရသွားပြီပေါ့နော်ဆိုတော့ကျွန်တော်မှရှိရဲ့ Diamond Block post တစ်စလုံးကိုကျွန်တော်ရဲ့အိမ်ပေါ်တက်ကကျွန်တော်တက်တာတွေကိုကျွန်တော်သွားထည့်ထားရပါတယ်ဘာလို့ဆိုတော့လူမခိုးအောင်လို့ပေါ့နော်ဆိုဖြစ်နိုင်ပါမလားကျွန်တော် wall ထဲမှာကျွန်တော်တယောက်တည်းရှိတာဗျာဘယ်သူကခိုးမှာလဲဒါပေမဲ့ကျွန်တော်ကဘာလို့ကိုမသိဘူးအဲ့လိုမျိုးတန်မိုးကြီးတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်လုံခြုံတဲ့နေရာမှာပဲထားနေတာပေါ့နော် Minecraft ထဲမှာဆိုလို့ရှိရင်လည်းပေါ့ဆိုကျွန်တော်မှာ Diamond တွေလည်းရပြီ Diamond ဖူးအားမှာလည်းရပြီဆိုတော့ဘာလို့အသေးလဲဆိုတော့ကျွန်တော်တို့ခုနေ့ကစောက်ထားတဲ့ site ခင်းကြီးကိုကျွန်တော်ဆက်လက်ပြီးလို့ရှိရင်ကျွန်တော်စောက်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘုံတွေကိုဆက်ပြီးလို့ရှိရင်ကျွန်တော်ပွားလိုက်တယ်အဲ့ဒီမှာပဲကျွန်တော်ဘုံ block 3 state အထိကိုရသွားရပေါ့နော်ဆိုတော့ကျွန်တော် site ခင်းကြီးကိုကျွန်တော်ဆက်လက်ပြီးလို့ရှိရင်ကျွန်တော်ပွားဖို့အတွက်ဘုံတွေကိုကျွန်တော်ဘုံမီးတွေလုပ်တယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်အပင်တွေကိုကြီးအောင်လုပ်ပြီးလို့ရှိရင်တော့ကျွန်တော် site ခင်းကြီးကိုဆက်လက်ပြီးလို့ရှိရင်ကျွန်တော်တိုးချဲ့အောင်ရဆိုကျွန်တော်အဲ့လိုမျိုး site ခင်းညိုကျွန်တော်တိုးချဲ့နေနေပဲကျွန်တော်ညမောင်သွားတယ်ကျွန်တော်သွားလိုက်တယ်ပေါ့နော်နောက်နေ့ကျမှကျွန်တော်ဆက်လက်ပြီးလို့ရှိရင် site ခင်းညိုထပ်ပြီးတော့ကျွန်တော်ပွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော် day 21ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ day 21မှာလည်းကျွန်တော်ဘာမှလုပ်စရာမရှိတဲ့အတွက်ကြောင့်မလို့ site ခင်းညိုပဲကျွန်တော်သွားပြီးလို့ရှိရင်ပွားနေလိုက်ပါတယ်ဆိုတိုင်းတို့ပဲကြည့်လိုက်တော့ဗျာကျွန်တော်အဲ့လိုမျိုးကြီးနူးနူးတတရရလေးကျွန်တော် site ခင်းကြီးပွားနေနေအဲ့ဒီအစိမ်းရောင်ကောင်း creeper no bro ကျွန်တော် live ပြီးလို့ရှိရင်ကျွန်တော်ကို live နှောက်ရှက်နေတာကောင် episode တစ်ခုလုံးပဲသူ live ပြီးတော့နှောက်ရှက်နေတာဆိုတော့ကျွန်တော်စိတ်ညစ်နေပဲကျွန်တော်အဲ့ဒီအပေါက်တွေကျွန်တော်အကုန်လုံးကျွန်တော်ပြန်ဖားရတော့မယ်ပေါ့နော်ဆိုဒါမှကျွန်တော်စိတ်ထဲမကြပါဘူးဒီတိုင်းထပ်ပြီးလို့ရှိရင်ကျွန်တော်ဖားပြီးလို့ရှိရင်ကျွန်တော်ဒီ site ခင်းတစ်ခုလုံးကိုကျွန်တော်အကုန်လုံးပြီးရဲ့အထိကျွန်တော်စစ်လက်ပြီးလို့ရှိရင်ကျွန်တော်ပွားမှာဖြစ်ပါတယ်ဆိုတော့ site မှာပေါ့နော်ပွားမှာတော့ဖြစ်တယ်ကျွန်တော်ရောင်နေလို့ပါဆိုတော့ကျွန်တော်ဘလိုမျိုးတွေစစ်ပြီးလို့ရှိရင်ပွားမလဲပေါ့နော်ကျွန်တော်တော်တော်လေးကိုကျွန်တော်ဒီအချိန်ကုန်သွားတယ်ဗျာကျွန်တော်ဒီဟာတွေစစ်ပြီးလို့ရှိရင်ပြန်ပြီးလုပ်နေရတာပေါ့နော်ဆိုစလိုက်ရအောင်ဒီဟာထပ်ပြီးလို့ရှိရင်ပွားတဲ့ဟာလေးကိုဆိုကျွန်တော်အဲ့လိုမျိုးကျွန်တော် site ခင်းတွေပွားဟိုလာဘုံမီတွေကျွေးနေရင်းနဲ့ကျွန်တော်သတိရသွားပါတော့ဟို trader ကြီးရှီကဝယ်ထားတဲ့တစ်ပင်လေးကမကြီးလာဘူးဗျဆိုတော့ကျွန်တော်လည်းဘုံမီကျွေးကြည့်တယ်ဒါမှကျွေးလို့မရဘူးပေါ့နော်ဆိုတော့အဲ့ trader ကြီးကျွန်တော်တို့လိန်သွားပြီပေါ့နော်ကျွန်တော် time emerald ကျွန်တော်၅လုံးစလုံးကျွန်တော်လိန်သွားပါပြီဆိုဒါပေမဲ့သူလိန်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကမေ့သွားတာအဲ့ဒီအပင်ကကျွန်တော်စိုက်လို့မရဘူးခင်ဗျဆိုတော့ကျွန်တော်ဒီမီဒီမှာဆိုင်လို့မရဘူးเนาะဆိုတော့ကျွန်တော်လည်းညမောင်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စစ်ပြီးလို့ရှိရင်အိတ်လိုက်ပါတယ်နောက်နေ့ကျလို့ရှိရင်တော့ထပ်ပြီးလို့ရှိရင် site ခင်းကိုတိုးချဲ့မှာဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော်ဒီနေ့ကတော့ကျွန်တော် day 22ပဲဖြစ်ပါတယ် day 22ကတော့ကျွန်တော်နောက်ဆုံးရက်ပေါ့เนาะနောက်ဆုံးရက်မှာကတော့ကျွန်တော်ဒီတိုင်းပဲ site ခင်းကိုပဲကျွန်တော်စစ်ပြီးလို့ရှိရင်ကျွန်တော် site နေရပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီ site ခင်းကြီးကကျွန်တော်နည်းနည်းကြီးလိုက်လို့ရှိရင်လည်းနည်းနည်းသေးတယ်လို့ထင်ရပါတော့နောက်ဆုံးတော့လည်းကျွန်တော်ဒီ site ခင်းကြီးတစ်ခုလုံးကိုကျွန်တော် site နိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်နှုတ်ဆက်ရမယ့်အချိန်ရောက်လာပြီပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကဲဆိုတော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကျွန်တော်အခုချိန်ထိကြည့်နေသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုchannel လေးကိုကျွန်တော် like and subscribe လေးနှိပ်ပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ထပ်ဒီတဲ့ကောင်းတဲ့ content တွေနဲ့ကျွန်တော်ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဆိုတော့နောက် episode ဒီမှာကျွန်တော်တို့ဒီတဲ့ကောင်းတဲ့ content တွေနဲ့ကျွန်တော်ပြန်တွေ့ကြပါမယ်ခင်ဗျာ